给你的当身边了。အေးမနေဘူး 要修来修来狗，来狗多少？ ကဲကိုဝန်နဲ့အတူတူရွှေဆိုင်ရဖျားပွဲတော်စီကိုလိုက်နေကြည့်ရှုကြပါအောင်ခင်ဗျာကိုဝန်တို့ပိတ်ရက်မို့လို့တနေ့ကုန်အပြင်းကြီးပြီးတော့ညနေ3 နာရီကျမှရုပ်တရက်ထသွားမယ်ဆိုပြီးစီစဉ်လိုက်ပါတယ်ကိုဝန်တို့သွားတဲ့အချိန်မှာတော့ဖျားမှုကားတွေတောင်မှပြန်လာနေကြပါပြီရွှေဆိုင်ရကတော့လမ်းတင်နေပါတယ်ရွှေဆိုင်ရကားရက်ခ1000ဆိုလို့ရင်ဘတ်ထဲတော့နည်းနည်းအောင်သွားပါတယ်ခင်ဗျာ တောက်က 好的，你家里边来嘛？身边了，把给你的当身边了。 အေးမနေဘူး 要修来修来狗，来狗多少？ ရွှေဆိုင်ရအကြောင်းအသေးစိတ်တင်ဆက်ထားတဲ့ blog ကိုတော့ကိုဦးရဲ့ YouTube နဲ့ TikTok မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာဒီတစ်ခါတော့ရွှေဆိုင်ရဖျားပွဲစီကိုမရောက်ဘူးတဲ့အများပြည်သူတွေအတွက်ကိုပွဲစီလျှောက်တဲ့ blog တီးတန့်လေးရိုက်ကူးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်ခင်ဗျာကိုဦးနဲ့အတူတူရွှေဆိုင်ရဖျားပွဲတော်စီကိုအတူတူလျှောက်ကြရအောင်နော်လက်မှုပညာကိုအားထားပြီးတော့လုပ်တဲ့ထိရွယ်ပရိထွေငါးလေးတွေကရွှေဆိုင်ရဒေတာရဲ့အလွန်နာမည်ကြီးရဲ့အမတ်တရလက်ဆောင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးမှာတော့ထရွယ်ပရိ2ကုန်းကိုမြန်မာငွေ1500ကျပ်ထရွယ်5လေးတစ်ကုန်းကိုမြန်မာငွေ1500ကျပ်နဲ့တေချာပြုတ်လောက်ထားတဲ့ထရွယ်5သီးသီးလေးတွေပါဝင်တဲ့ပန်းကုန်းလေးတွေကိုတော့တစ်ကုန်းလုံးကိုမှမြန်မာငွေ1500ကျပ်ဆိုပြီးတော့ရောက်ချနေပါတယ်ခင်ဗျာလန်ခီအခြေအနေကိုအမြဲမေးကြတဲ့လူတွေအတွက်ဒီနေရာမှာဖြေကြားချင်တာကတော့လန်ခီအခြေအနေကလုံးဝကောင်းမွန်ပါတယ်ခင်ဗျာရွှေဆိုင်ရဖျားပွဲကိုရောက်ရင်တော့စေးဘက်ဝင်အမုံတွေစေးဘက်ဝင်အပင်တစ်ဥတစ်ထူတွေနဲ့အတူတူတခြားသောဟင်းချက်စရာပစ္စည်းတွေကိုဝယ်ယူကြဖို့မမေ့ပါနဲ့ဦးနော်လက်ဆက်စိမ့်ဖက်နေတဲ့ခေါ်ရခါညွန့်တစ်စီးလုံးကြီးကိုမှမြန်မာငွေ4000ကျပ်ပဲမို့လို့တပိတ်တာစီးတစ်စီးကိုလည်းဝယ်ခဲ့ပါသေးတယ်ခင်ဗျာဖျားပွဲရာသီဖြစ်တာကြောင့်မို့လူတွေကတော့အမြဲစီကားနေတာဖြစ်ပါတယ်။ကိုဝန်တို့သွားတဲ့အချိန်ကညနေဆောင်လေးဖြစ်တာကြောင့်မို့နေလဲအေးပြီးတော့လူစီကားတဲ့အရာလေးကိုလည်းခန်းစားရတယ်။လူကတော့ရှုပ်မနေပဲနဲ့အဆင်ပြေရဲ့လေစရာအချိန်လေးတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးလို့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်အသစ်သော blog နဲ့အတူပြန်လာပါမယ်ခင်ဗျာ။